အားလုံးမင်္ဂလာပါနော်လီမန် channel ကနေကြိုဆိုပါရစေဒီကနေ့ကျွန်တော်မျှဝေပေးသွားမယ့်အကြောင်းအလေးကတော့ဂျင်းရဲ့အကျိုးအာနိသင်26မျိုးအကြောင်းမှဖြစ်ပါတယ်ကျွန်တော်တို့တွေမကြာခဏဆိုသလိုချက်ပြုတ်စားတဲ့အစားအသောက်တွေထဲမှာနေ့တိုင်းဒီပါထက်သွင်းအသုံးပြုလေးရှိတဲ့မိဖို့ကြောင့်မှာဆောင်းထားလေးရှိတဲ့ဂျင်းအားဆိုရင်အိမ်ရင်းတိုင်းရင်းစေးတစ်ခုလို့လည်းတင်စားခေါ်ဆိုကြပါတယ်အိမ်ရင်းစေးဝါးတစ်ခုဖြစ်တဲ့ဂျင်းအားဆိုရင်ဘလို့အကျိုးအာနိသင်တွေရှိပြီးတော့ကျန်းမာရေးအတွက်ဘလို့အကျိုးကျေးဇူးတွေပေးစွမ်းနိုင်တယ်ဆိုတာကိုကျွန်တော်တို့လေ့လာကြည့်ကြအောင်နံပါတ်1နှလုံးကိုကျန်းမာစေခြင်းသူ့ရည်သနာတွေအရာဂျင်းဟာသွေးရင်းကိုလက်စတောကိုကျစေပြီးသွေးခဲဖြစ်ပေါ်ခြင်းကိုကာကွယ်ပေးတယ်လို့ဖော်ပြကြပါတယ်အဲ့ဒါလိုကာကွယ်ပေးခြင်းအပြင်သွေးကြောပိတ်ဆို့ခြင်းဖြစ်နိုင်ခြေကိုလျော့နေစေတဲ့အတွက်ရုတ်တရက်နှလုံးရက်ခြင်းနဲ့လေဖြတ်ခြင်းအန္တရာယ်တွေနည်းသွားစေမှာဖြစ်ပါတယ်ဂျင်းဟာဆိုရင်သွေးထက်ကတကြားတက်ကိုလျော့ကျစေပြီးနှလုံးရောဂါဖြစ်ပေါ်မှုအန္တရာယ်ကိုလျော့ကျစေနိုင်ပါတယ်စီးကျိုဖြစ်ပေါ်မှုကိုလျော့ကျစေတဲ့အစွမ်းသတ္တိတွေရှိတယ်လို့လည်းသိရှိရပါတယ်နံပါတ်2ငှက်ဖျားယောဂကိုကာကွယ်ပေးခြင်းဂျင်းအားဆိုရင်ကိုယ်ခံအားကိုကောင်းစေပြီးငှက်ဖျားယောဂကိုလည်းကာကွယ်နိုင်တယ်လို့သိရှိရပါတယ်နံပါတ်3ကင်ဆာယောဂကိုကာကွယ်နိုင်ခြင်းအမေရိကန်ကင်ဆာအဖွဲ့အစည်းရဲ့အဆိုအရဂျင်းဟာကင်ဆာကိုကုသရမှာအသုံးဝင်နိုင်တယ်လို့ကနဦးသုတေသနတွေကဖော်ပြခဲ့ကြပါတယ်ဂျင်းဖြောရည်ကိုတောက်တုံပေးခြင်းကြောင့်ကင်ဆာနဲ့အသေးယောဂတွေကိုအတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်ပါတယ်လေ့လာချက်တွေအရပုံမှန်မဟုတ်တဲ့ကင်ဆာဆဲတွေကြီးထွားခြင်းကိုလည်းလျော့ကျစေနိုင်တယ်လို့ဆိုထားပါတယ်ဂျင်းကိုနေ့စဉ်ပုံမှန်စားသုံးခြင်းကကင်ဆာယောဂအမျိုးမျိုးဖြစ်ပွားခြင်းကိုလျော့ကျစေနိုင်တယ်လို့သိရှိရပါတယ်နံပါတ်4ကြောက်ကက်ရဲ့ကြောက်ကိုကြည်စီခြင်းကြောက်ကက်မှာကြောက်တဲ့ယောဂတွေအတွက်ဂျင်းဖြောရည်ဂျင်းယူနေခြင်းဟာအဆိုပါကြောက်ကက်ရဲ့ကြောက်ကိုကြည်စီနိုင်တယ်လို့လည်းဆိုထားပါတယ်နံပါတ်5ပန်းသိခြင်းကိုကုသနိုင်ခြင်းဂျင်းဟာအမျိုးသားကျန်းမာရေးအတွက်လည်းအသုံးဝင်ပါတယ်ဂျင်းနဲ့ဂျင်းစီတို့ကတဘာဝအားတိုးစေးအာနိသင်ရှိတာကြောင့်ပန်းသိပန်းညို့ဖြစ်ခြင်းတုံးလုံးမြန်ခြင်းတို့အတွက်အစွမ်းထက်တယ်လို့လည်းဆိုထားပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင် like and subscribe လေးလုပ်သွားပေးကြပါဦးနော်နံပါတ်6ဝမ်းတွင်ပြဿနာများကိုတတ်တာစေခြင်းဂျင်းနဲ့ဂျင်းစီကိုလေထိုးလေအောင်ခြင်းပိုင်းအောင်ခြင်းများအတွက်သုံးတတ်ကြပါတယ်အစာမကြေခြင်းပိုင်းအောင်ခြင်းလေထိုးလေအောင်ခြင်းဝမ်းလျှော့ခြင်းလေပွားခြင်းစတဲ့အစာရည်နဲ့ဥလန်းချောင်းပြဿနာတွေအတွက်ဆေးတလက်ဖြစ်ပါတယ်ဂျင်းဟာအစာစားခြင်းစိတ်ဖြစ်ပေါ်လာအောင်အားပေးတဲ့အတွက်ကိုယ်လေးချိန်တိုးလို့သူတွေကတွင်ပြတ်နေသူတွေအတွက်အကျိုးရှိစေနိုင်ပါတယ်နံပါတ်9အသက်ရှူလမ်းကြောင်းယောဂများကိုကုသနိုင်ခြင်းဂျင်းဟာတလိပ်ပျော်ဆေးတွေလိုအစွမ်းထက်တာကြောင့်ချောင်းဆိုးခြင်းရင်ကျက်ခြင်းတုပ်ကွေးဖြစ်ခြင်းပန်းနာရင်ကျက်လေပြွန်ရောင်ခြင်းနဲ့အသက်ရှူရာခက်ခြင်းတို့လိုအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာတွေကိုကုသပေးနိုင်ပါတယ်ဂျင်းဟာလေကြောင်းနဲ့အဆုတ်တွေကချွဲတလိပ်တွေကိုဖယ်ရှားပေးတဲ့နေရာမှာထိရောက်တာကြောင့်အိန္ဒိယမှာဆိုရင်ယူနီချန်နယ်ကိုထက်တောက်တက်ကြပါတယ်ဂျင်းနဲ့ပြားရည်ရောစလိုက်တဲ့ဆေးဘက်ဝင်အာနိသင်ကအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေကုသရမှာအစွမ်းထက်ပါတယ်နံပါတ်8ရာသီလာစဉ်ပြဿနာများကိုတတ်တာစေခြင်းထောင်းပြီးသားဂျင်းကိုပြုတ်ပြီးပြားရည်အနှဲငယ်ထက်ကတစ်နေ့2ကြိမ်3ကြိမ်တောက်သုံးပေးလို့ရှိရင်အမျိုးသမီးတွေရာသီလာချိန်မှာဖြစ်တတ်တဲ့ကြက်သားတွေနာကျင်ကြိုက်ခဲခြင်းကိုပျောက်ကင်းစေပါတယ်ရာသီမလာခင်3ရက်အလိုကစပြီးရာသီပြီးတဲ့အထိတောက်သုံးပေးသင့်ပါတယ်အထူးသဖြင့်ရာသီလာဖို့ကြိုက်ကြနေတဲ့အမျိုးသမီးတွေဟာဂျင်းရည်နှွေးချမ်းဂျင်းပြုတ်ရည်ဂျင်းထက်လာတဲ့ဟင်းရည်ဒါမှမဟုတ်ဂျင်းပြုတ်ရည်ကိုထညံ့နဲ့ကြိုပြီးတောက်သုံးပေးသင့်ပါတယ်ဒါမှလည်းသွေးလက်ပတ်မှုကိုအားကောင်းစေပြီးရာသီသွေးကိုမှန်ကန်စေတယ်လို့သိရှိရပါတယ်နံပါတ်9ဆန်သားကိုကျန်းမာစေခြင်းဂျင်းပြုတ်ရည်ကပေါက်ပြောက်စေနိုင်ပြီးတော့ဆန်သားကိုလည်းကျန်းမာစေနိုင်တယ်လို့သိရှိရပါတယ်နံပါတ်10ရောင်ရမ်းမှုကိုလျော့ကျစေခြင်းဂျင်းဟာရောင်ရမ်းမှုကိုတတ်တာစေနိုင်တဲ့ဆေးဘက်ဝင်အပြင်ဖြစ်တဲ့အတွက်ရောင်ရမ်းခြင်းကြောင့်ဖြစ်စေတဲ့ကောက်ယောဂအယိုးဆင်းအောင်ယောဂနဲ့လေးပန်းနာယောဂတွေကိုတတ်တာစေနိုင်တဲ့အပြင်ဖူးရောက်နေတဲ့ဒဏ်ရာတွေကိုလည်းလျော့ပါစေနိုင်တဲ့အစွမ်းအာနိသင်ရှိပါတယ်နံပါတ်7မအီမတာဖြစ်ခြင်းကိုတတ်တာစေခြင်းဂျင်းအားဆိုရင်မအီမတာဖြစ်ခြင်းခရီးပန်းလို့မူးဝေခြင်းနဲ့ပြုတ်အံခြင်းတွေအတွက်ထိရောက်မှုရှိကြောင်း
သူတည်တနာတွေကဖော်ပြခဲ့ပါတယ်အမျိုးသမီးတွေကိုဝန်ကြောင့်ပြုတ်အံချင်းတတ်တာရော့ပါစေဖို့အတွက်လည်းဂျင်းကိုအသုံးပြုကြပါတယ်ဒါအပြင်ဂျင်းဟာခန္ဓာကိုယ်အတွက်တမကအုံနာရဲ့လုပ်ငန်းဆောင်တောင်တွေမှာလည်းကောင်းကျိုးတွေအများကြီးပေးနိုင်ပါတယ်နံပါတ်7အစာစိတ်သိခြင်းကိုကုသနိုင်ခြင်းဂျင်းဟာပိုးတွေကိုတည်စေပြီးတော့လေကိုကြေစေတဲ့ဓာတ်စာဖြစ်ပါတယ်အစာစိတ်သိခြင်းကိုကုသရမှာအသုံးပြုနိုင်ပြီးတော့ဦးလန်းချောင်းယောဂတွေဘက်တီးရီးယားကြောင့်ဖြစ်တဲ့အဝမ်းကိုက်ခြင်းကိုလည်းကုသနိုင်ပါတယ်နံပါတ်7ဘက်တီးရီးယားပိုးမွှားများကိုတိုက်ထုတ်ပေးနိုင်ခြင်းဂျင်းဟာစူပါအစားအစာလို့ခေါ်ရလောက်အောင်အစွမ်းထက်အိမ်သုံးဆေးဝါးတစ်မျိုးဖြစ်ပါတယ်ဂျင်းမှာပါဝင်တဲ့အာဟာရဓာတ်တွေဟာဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်မလာနိုင်အောင်နဲ့ဘက်တီးရီးယားတွေကြီးထွားမှုကိုတိုက်ထုတ်ပေးနိုင်ပါတယ်ဒါကြောင့်လည်းဂျင်းကိုတိုင်းစီပညာတွေမှာရောအိမ်သုံးဆေးဝါးအနေနဲ့ရောအစဉ်ဆက်အသုံးပြုခဲ့ကြပါတယ်ဒါအပြင်ဂျင်းမှာအန်တီအောက်ဆီဒန့်များစွာပါဝင်တာကြောင့်ယောဂပိုးတွေဝင်မလာအောင်လည်းကောက်ွယ်ပေးနိုင်ပါတယ်နံပါတ်14သွားနဲ့ကတွင်ကျန်းမာရေးကိုအထောက်အကူပြုခြင်းဂျင်းရဲ့ဘက်တီးရီးယားတွေကိုတိုက်ထုတ်နိုင်တဲ့အစွမ်းသတ္တိကသွားကိုက်တာတွေသဖုံးဆိုင်ရာယောဂပြဿနာတွေကိုဖြစ်စေနိုင်တဲ့ပိုးတွေကိုမကြီးထွားအောင်တားဆီးကောက်ွယ်ပေးနိုင်တဲ့အတွက်သွားကတွင်နဲ့သဖုံးတွေကိုကျန်းမာအောင်ကူညီပေးနိုင်ပါတယ်နံပါတ်15ပြုတ်အံခြင်းကိုရှော့ချပေးနိုင်ခြင်းဂျင်းမှာအောအံခြင်းကိုတတ်တာစေတဲ့အစွမ်းသတ္တိတွေပါဝင်ပါတယ်အောအံခြင်းအော်ဂလီဆန်ခြင်းနဲ့ကင်ဆာလူနာတွေအတွက်တတ်တာစေနိုင်ပါတယ်ဂျင်းဖြော့ရည်လက်ဖက်ရည်စွန်းတစ်စွန်းနဲ့ပြားရည်ကိုရောပြီးတောက်တုံပေးလို့ရှိရင်ကိုယ်ဝန်ဆောင်စားမှာမနက်ခင်းတိုင်းခံစားလေးရှိတဲ့ပြုတ်အံခြင်းကင်ဆာဆေးသွင်းကုသခြင်းရဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ပြုတ်အံခြင်းနဲ့မအီမတာဖြစ်ခြင်းမိတ်ဆေးပေးပြီးတော့ခွဲဆဲမှုတွေအပြီးဖြစ်လေးရှိတဲ့မူးဝေခြင်းကိုလည်းတတ်တာပြောက်ကင်းစေနိုင်ပါတယ်နံပါတ်16နာကျင်ကြိုက်ခဲခြင်းကိုတတ်တာစေခြင်းဂျင်းဖြော့ရည်ဟာနာကျင်ကြိုက်ခဲမှုဝေဒနာတွေကိုတတ်တာပြောက်ကင်းစေနိုင်တဲ့ဆွေးဆန်းကောင်းတစ်လက်ဖြစ်ပါတယ်လှုပ်ရှားမှုများပြီးကြက်သားနာကျင်ခြင်းတွေကိုအကျိုးသက်ရောက်မှုရှိတာတွေ့ရပါတယ်အားကစားလုပ်လို့ကြက်သားတွေနာကျင်တာအလေးပင်တည်ရလို့ပြေးလို့စသဖြင့်ပုံမှန်လှုပ်ရှားမှုထက်ပုံမှုလှုပ်ရှားတဲ့အခါကြက်သားမြင့်တေးသေးလေးကစုပ်ပြဲသွားရပါတယ်နောက်ဆက်တွဲကြုံရတဲ့ကြက်သားနာကျင်ကြိုက်ခဲမှုတွေကိုတော့ဂျင်းကစီးတလက်လိုကုသပေးနိုင်ပါတယ်ဂျင်း2 gram ပမာဏကိုနေ့စဉ်စားသုံးပေးမယ်ဆိုလို့ရှိရင်လေ့ကျင့်ခံလုပ်လို့ဖြစ်လာတဲ့ကြက်သားနာကျင်မှုတွေဟာ24နာရီအတွင်းပျောက်ကင်းစေပါတယ်ဂျင်းအစီသို့မဟုတ်ဂျင်းအနှစ်ကိုနာကျင်နေတဲ့ကြက်သားတွေပေါ်မှာလိမ့်ပေးရင်လည်းတတ်တာစေနိုင်တယ်လို့သိရှိရပါတယ်နံပါတ်19သွေးတွင်းအချိုဓာတ်ကိုထိန်းညှိပေးခြင်းစမ်းသပ်ချက်တွေအရဂျင်းဟာသွေးတွင်းအချိုဓာတ်ကိုလည်းပမာဏတစ်ခုထိထိန်းညှိပေးနိုင်တယ်လို့ဆိုထားပါတယ်နံပါတ်18အေးမီဝေဒနာကိုတတ်တာစေနိုင်ခြင်းဘလို့တုပ်ကွေးတွေခစ်စားနေတဲ့ရာသီမျိုးဖြစ်ပါစေဂျင်းပြောရည်ကိုကြိုတင်တသုံးထားခြင်းကြောင့်မိမိစီကိုရောက်လာမဲ့တုပ်ကွေးဟာပြန်ထွက်သွားစေနိုင်လောက်အောင်ထိကိုဂျင်းပြောရည်ကအစွမ်းထက်လာပါတယ်ဂျင်းမှာပါဝင်တဲ့ဓာတ်တစ်မျိုးကအေးမီခြင်းကိုတတ်တာပြောက်ကင်းနိုင်စွမ်းရှိပါတယ်ဂျင်းကိုပါပါလေးလှီးပြီးရည်နှွေးတဲ့ထက်တောက်ပေးမယ်ဆိုရင်နှာဆေးခြင်းနှာပိတ်တာစတဲ့အေးမီတုပ်ကွေးရဲ့ဝေဒနာတွေကိုတတ်တာစေနိုင်လို့သူတေသူတွေကတတ်သိပြခဲ့ကြပါတယ်ဂျင်းပြောရည်ပူပူလေးကိုတောက်တုံပေးလို့ရှိရင်အဖျားပြောက်ကင်းစေနိုင်ပါတယ်ဂျင်းပြောရည်ထက်မှာလက်ဖက်ချောက်ကပ်ပြီးလက်ဖက်ရည်ချမ်းအဖြစ်လဲတောက်တုံပေးနိုင်ပါတယ်သတိထားမှာတစ်ခုကဂျင်းပြောရည်ကသွေးတိုးနိုင်တာကြောင့်သွေးတိုးရောဂါရှိသူများအနေနဲ့နေ့စဉ်တောက်တုံဖို့တော့မသင့်တော့ပါဘူးနံပါတ်19ချောင်းဆိုးခြင်းကိုပျောက်ကင်းစေခြင်းဂျင်းဖြော့ရည်ကိုပြားရည်နဲ့ရောပြီးတစ်နေ့3ချိန်လောက်တောက်တုံပေးလို့ရှိရင်ပိုးမွှားများကိုကင်းစင်းစေပြီးပိုးသိစေတာကြောင့်လေချောင်းနာခြင်းလေချောင်းရရခြင်းချောင်းဆိုးခြင်းအစရှိတဲ့ယောဂဝေဒနာတွေကိုတတ်တာပျောက်ကင်းစေသလိုချွဲတရိတ်တွေကိုခြေဖြတ်ပေးပြီးကတွင်းရှင်းစေပါတယ်ချောင်းချောင်းဆိုလို့ရှိရင်ဂျင်းအနုဖြော့ရည်ကိုတောက်တုံပေးသေးပြီးချွဲတရိတ်တန့်ပါတဲ့ချောင်းဆိုးနေသူဖြစ်လို့ရှိရင်ဂျင်းအရည်ကိုဖြော့ပြီးတောက်တုံပေးသေးပါတယ်နံပါတ်20သွေးခဲခြင်းမှာကောက်ွယ်နိုင်တဲ့ဂုဏ်သတ္တိရှိခြင်းမိမိတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေထဲမှာဂျင်းကိုထပ်ပြီးချက်ပြုတ်စားတောက်ခြင်းဒါမှမဟုတ်အဖျော်ရမကာတဲကိုဂျင်းနူးရည်လက်ဖက်ရည်စွန်းတစ်စွန်းထပ်ပြီးတောက်တုံပေးခြင်းဖြင့်သွေးခဲခြင်းမှလည်းကောက်ွယ်နိုင်တယ်လို့သိရှိရပါတယ်နံပါတ်21အစာရည်နဲ့ဥလန်းချောင်းကိုကောင်းမွန်စေခြင်းဂျင်းဟာနတ်တရှိအစာမကြေဖြစ်ခြင်းကိုလည်းကူညီပေးနိုင်ပါတယ်အစာရည်ရဲ့အထက်ပိုင်းမှာမတတ်မတာဖြစ်ခြင်းနဲ့
နာကျင်ခြင်းကနတ်တာရှိအစာမကြေခြင်းလက္ခဏာဖြစ်ပါတယ်။အစာစားချိန်နောက်ကျခြင်းကြောင့်အစာကြေဖို့အတွက်နောက်ကျပြီးဖြစ်ပေါ်လာတာဖြစ်ပါတယ်။ဂျင်းကထိုကဲ့သို့အစာမကြေဖြစ်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါတယ်။နံပါတ်22ပင်မနွမ်းနယ်မှုကိုတတ်တာစေနိုင်ခြင်းဂျင်းပြောရည်ကိုတောက်တုံပေးခြင်းဖြင့်ပင်မနွမ်းနယ်မှုကိုပြပြောင်းစေပြီးကြွက်သားများနာကျင်ကြိုက်ခဲမှုတတ်မှလည်းကင်းဝေးစေပါတယ်။နံပါတ်23ကိုခံအားကိုမြင့်တင်ပေးခြင်းဂျင်းဖြောရည်လက်ဖက်ရည်စွန်းတစ်စွန်းကိုယူနစ်တစ်ဝက်ခန့်ရောပြီးအစာမစားခင်တောက်တုံပေးလို့ရှိရင်ကိုခံစွမ်းအားကိုကောင်းစေပါတယ်။ဂျင်းဖြောရည်ကိုချွေးအောင်နေသူတွေချွေးထွက်ဖို့ခက်ခဲနေသူတွေတောက်တုံပေးသင့်ပါတယ်။ဂျင်းဖြောရည်ဟာချွေးအောင်နေသူတွေကိုချွေးထွက်လွယ်စေပြီးကိုခံအားပုံမှုကောင်းမွန်စေကကျန်းမာလာစေပါတယ်။နံပါတ်24ကိုလက်စထရောကိုလျှော့ချပေးနိုင်ခြင်းဂျင်းဟာခန္ဓာကိုယ်တွင်းရှိမကောင်းတဲ့ကိုလက်စထရောတွေကိုလျှော့ချပေးနိုင်ပါတယ်။ဒါကြောင့်ကိုလေးချိန်လျှော့ချနေသူတွေလည်းစားသုံးပေးသင့်ပါတယ်။မကောင်းတဲ့ကိုလက်စထရောပမာဏအများခြင်းကနှလုံးရောဂါဖြစ်ပွားနိုင်ခြေများပြားပါတယ်။ဂျင်းမုတ်3 gram ခန့်စားသုံးခြင်းကခန္ဓာကိုယ်ထဲကမကောင်းတဲ့ကိုလက်စထရောတွေကိုလျော့ကျစေနိုင်ပါတယ်။နံပါတ်25အယိုးပွားယောဂကိုတတ်တာစေနိုင်ခြင်းအယိုးပွားခြင်းကခန္ဓာကိုယ်ရဲ့အယိုးဆဲတွေတိတ်တိမှုအားနည်းခြင်းအဆစ်နာခြင်းရောင်ရမ်းခြင်းတွေဖြစ်ပေါ်စေပါတယ်။ဂျင်းအားဆိုရင်ရောင်ရမ်းခြင်းကိုလျော့ကျစေနိုင်တဲ့အစွမ်းတတ္တိကြောင့်အယိုးပွားခြင်းကိုကောက်ကွယ်ပေးနိုင်ပါတယ်။အယိုးဆစ်တွေနာကျင်ကြိုက်ခဲတာရောင်ရမ်းတာဒူးဆစ်တွေကြိုက်တာကိုလည်းတတ်တာစေတာကြောင့်ဂျင်းဟာအသက်ကြီးတဲ့သူတွေစောင့်ထားရမယ်တဘာဝဆေးတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်26ခေါင်းကိုက်ခြင်းကိုတတ်တာစေခြင်းခေါင်းတစ်ချမ်းကိုက်ခြင်းဟာလူအတော်များများကြုံရတတ်ပါတယ်။ဂျင်းချောင်းမှုတ်ကိုတောက်တုံပေးခြင်းကြောင့်ခေါင်းတစ်ချမ်းကိုက်တာကိုတတ်တာစေပါတယ်။အောင်ရုံကျော်ပညာရှင်တွေကတော့ဂျင်းဟာအုံနောက်ရဲ့လှုပ်ဆောင်မှုကိုထောက်ပံ့ပေးတယ်လို့လည်းဆိုကြပါတယ်။ကျွန်တော်ဒီကနေ့မျှဝေပေးသွားတာကတော့ဂျင်းရဲ့အကျိုးအာနိသင်26မျိုးအကြောင်းပဲဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းဂျင်းရဲ့အကျိုးအာနိသင်တွေကိုသိရှိသွားကြမယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုအသေးတွေကိုလည်းထပ်မံကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုပါတယ်။အားလုံးပဲစိတ်ရချမ်းသာခြင်းကိုယ်ရည်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းရင်းနဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ရပါတယ်။